ကျွန်တော်ကတော့ Step to Singapore ကိုဖြိုးဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Integrate Consultancy ရဲ့အောက်ကရှိတဲ့ Step to Singapore Company ကနေထုတ်လွှင့်မဲ့ podcast လေးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီ Step to Singapore ရဲ့ဒီနေ့ထုတ်လွှင့်မဲ့ podcast ထဲမှာဆိုရင်တော့ဒီကျောင်းသားမိဘတွေအတွက်ကောကျောင်းသားတွေအတွက်ပါအရန်အောင်မှာ excited ဖြစ်စေမယ်အကြောင်းအရာလေးပါဝင်တယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Step to Singapore မှာအရေးကြီးဆုံးပုံကိုယ်တွေထဲမှာတဦးဖြစ်တဲ့ Matt April ကိုဖိတ်ခေါ်ခြင်းပါတယ် Matt April ကတော့ကျွန်တော် Step to Singapore ရဲ့ Managing Director တဦးဖြစ်ပါတယ် Matt April ကိုတော့ရောက်ပြီးတွေ့ဆုံလို့ရမယ်နော်ဟုတ်မင်္ဂလာပါဟုတ်မင်္ဂလာပါအကိုဟွာဒီပေါ့နော်အခုဒီနေ့ပြုလုပ်တဲ့ဒီ Step to Singapore podcast လေးမှာပေါ့နော်ကျွန်တော်ဒီ Step to Singapore နဲ့ပတ်သက်ပြီးတော့မာက Managing Director တယောက်အနေနဲ့ကျောင်းသားတွေအတွက်ကောကျောင်းသားမိဘတွေအတွက်ကောပေါ့နော်ပြောပြစရာလေးရှိတာကိုတစ်ချက်ပြောပြပေးပါဦးမဟုတ်အမအနေနဲ့စပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဗောနော်အားလုံးသိပြီးသားဖြစ်တယ်ဒီစင်ကာပူကဆိုလို့ရှိရင်အမတို့မြန်မာနိုင်ငံနဲ့ဆိုတာကအနည်းကဆုံးမှာရှိနေတာတစ်ခုပေါ့နော်နောက်ပြီးတော့တစ်ခါကျတော့စင်ကာပူကအခုကမ္ဘာမှာဆိုလို့ရှိရင် safe ဖြစ်တဲ့နိုင်ငံတွေထဲမှာတစ်ခုပါတယ်ဒါကတော့အကုန်လုံးလက်သိပါတယ်စင်ကာပူက safe ဖြစ်ဆုံးနိုင်ငံတစ်ခုဆိုတာပေါ့နော်နောက်တစ်ခါကျတော့အမတို့ဒီ Step to Singapore နဲ့ချိတ်ဆက်ထားတဲ့ကျောင်းနေရာဆိုလို့ရှိရင်လည်းအမတို့ကကျောင်းသားကကိုလုံးဝတတ်ဖြစ်အောင်လို့ပေါ့နော်အမတို့ချိတ်ဆက်ပေးထားတယ်ပြီးတော့ခါကြတော့ဒီပညာရေးစနစ်ပေါ့နော်စင်ကာပူရဲ့ပညာရေးစနစ်ဆိုလို့ရှိရင်လည်းသူကglobalize ဖြစ်တယ်ကွာဒီစင်ကာပူမှာပေါ့နော်တို့ဒီ diploma ပဲရ bachelor ပဲရဒီနိုင်ငံမှာလည်းအလုပ်ကိုင်ရှာဖွေလို့ရတာမဟုတ်ဘူးကဲလို့ third country ကူးကျင်နေဆိုလို့ရှိရင်လည်း third country မှာ education တော့လည်းကူးလို့ရတယ်လို့ job career တော့ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်